ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုပြုအတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရဏိဥ္စာတဲ့ခြေလက်အင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီစွန်ရင်ကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြုတ်ကိုအာထုတော်မူရသည်ဖြစ်၍ခေရလက်ချင်းမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတတဝါများရင်ဝဲတာကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်းသင်္ခါရပစ္စယဝိညာဏမနေ့ကအဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာဆိုတဲ့ကိလေသာကိုအကြောင်းပြုပြီးတော့ကုသိုလ်အကုသိုလ်လို့ဆိုတဲ့သင်္ခါရကံတရားတွေသင်္ခါရလို့ဆိုတဲ့ကုသိုလ်အကုသိုလ်ကံတရားတွေဖြစ်ပေါ်တည်ရှိနေဖို့ဒီနေရာမှာအဝိဇ္ဇာနဲ့အကုသိုလ်နဲ့သဘောတူညီမှုရှိတော်လည်းပဲအဝိဇ္ဇာနဲ့ကုသိုလ်နဲ့ဟာသဘောမတူဘူးတဘာဝချင်းကွဲပြားခြားနားပြီးတော့ဒီလိုအကျိုးပြုနိုင်သလားလို့မေးစရာရှိတယ်တဘာဝချင်းမတူပဲနဲ့အကျိုးပြုတာတွေအများကြီးရှိတယ်ပေါ့မျိုးစိတ်လေးတစ်ခုအပင်ပေါက်အောင်ထိုမျိုးစိတ်နဲ့အလားတရမတူတဲ့ရေကလည်းပဲအကျိုးပြုတာရှိတယ်ထိုမျိုးစိတ်နဲ့အလားတရမတူတဲ့မြေကြီးကလည်းမျိုးစိတ်လေးပင်ပေါက်အကျိုးပြုတယ်ပေါ့နောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်သက္ကဝိညာဉ်လို့ဆိုတဲ့မြင်သိစိတ်ကလေးဖြစ်ပေါ်ဖို့ရာအတွက်အလင်းရောင်လေးကအခြေစုပြုတယ်အဲ့ဒီအလင်းရောင်လေးနဲ့သက္ကဝိညာဉ်စိတ်ဆိုတာသဘာဝအပြင်တူညီမှုမရှိဘူးအဲ့လိုတူညီမှုမရှိတာတွေကအကျိုးပြုတယ်ဆိုတာလောကမှာအထင်ရှားရှိနေတယ်ပေါ့ဒါကြောင့်မတူညီတဲ့အကုသိုလ်မတူညီတဲ့အကုသိုလ်တရားကဘယ်လိုလုပ်ပြီးတော့စัจ jin ပဲဖြစ်တဲ့ကုသိုလ်တရားမျိုးကိုဖြစ်ပေါ်စေနိုင်တယ်လဲဆိုတာအဲ့ဒါကိုဥပနိဒယတတ္တိတို့အာရမဏတတ္တိတို့ဆိုတဲ့ပဋ္ဌာန်းနည်းဖြင့်နားလည်သဘောပေါက်ကြရတယ်ပေါ့ဒီကနေ့ပဋိစ္စသမုပ္ပါဒ်မှာသင်္ခါရပစ္စယဝိညာဏလို့
ကံကိုပရိစ္ဆသမုပ္ပါမှာမြတ်စွာဘုရားကသင်္ခါရဆိုတဲ့အမည်နဲ့ဟောထားတာရှေ့ပိုင်းအနေနဲ့သင်္ခါရအမည်နဲ့ဟောထားတော့လေနောက်ပိုင်းကြတဲ့အခါဘဝပစ္စယဇာတိဆိုပြီးတော့ဘဝဆိုတဲ့နာမည်နဲ့လည်းဟောပြန်တယ်ပေါ့လူလောကမှာတတ္တဝါတွေမှာကံတရားဟာဘလောက်အရေးပါတယ်ဆိုတာကိုထင်ရှားသိစေကံတရားနဲ့ကိလေသာဟာတွဲဖက်ပြီးတော့တတ္တလောကကြီးတစ်ခုလုံးကိုချဲလဲမောမှန်နေတယ်ဆိုတာဟာအမတန်မှထင်ရှားသိစေလို့ပြမြတ်စွာဘုရားသခင်ကိုရောမြတ်ကကိလေသာနဲ့ကံကိုနှမျိုးတွဲဖက်ပြီးတော့ပရိစ္ဆသမုပ္ပါမှာရှင်းထားတာကံကိုသင်္ခါရလို့ဟောတယ်ကံကိုပဲဘဝလို့ဟောတယ်အဲ့တော့ဘဝဟာနှမျိုးရှိသည့်အတွက်ကြောင့်ဥပပတ္တိဘဝကမ္မဘဝကံကထုတ်လုပ်လိုက်တဲ့ခန္ဓာကြတော့ဥပပတ္တိဘဝလို့ခေါ်ပြီးတော့ကံတရားကိုတော့ကမ္မဘဝလို့ဒီလိုထပ်ပြီးတော့ခွဲခြားပြီးတော့ကြီးကြရပြန်တယ်ပေါ့သို့သောဘဝပစ္စယဇာတိဆိုတဲ့စကားလုံးမှာဘဝဆိုတာဥပပတ္တိဘဝကိုဆိုလိုတာမဟုတ်ဘဲနဲ့ကံကိုပဲဆိုလိုတယ်ဆိုတာအထက်ကရာကျမ်းဂန်တွေမှာရှင်းလင်းဖော်ပြထားတာရှိတယ်ဘဝဂာမိကမ္မဘဝကိုပို့ဆောင်ပေးတဲ့ကံသို့မဟုတ်ဘဝကိုပြစ်ချပေးတဲ့ကံမျိုးဒီနေရာမှာဘဝလိုပဲတောင်းလိုက်တယ်ပေါ့ဘုရားဘာသာဖြစ်ဖို့ရအတွက်အခြေခံအားဖြင့်ဘာလိုအပ်တယ်လဲဆိုတာကိုဒါနဲ့ဆက်ဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကံနဲ့ကံရဲ့အကျိုးကိုလက်ခံဖို့လိုအပ်တယ်ကံတရားကိုလက်မခံဘူးကံတရားကိုလက်ခံလိုက်တာနဲ့တပြိုင်နက်ကံရဲ့အကျိုးကိုလည်းလက်ခံပြီးသားဖြစ်တယ်ပေါ့ကံတရားကိုလက်မခံဘူးကံရဲ့အကျိုးကိုလက်မခံဘူးဆိုလို့ရှိရင်ဘုရားဘာသာဖြစ်ဖို့အခြေခံမရှိဘူးလို့ပြောရမှာဒါပရိစ္ဆေသမုပ္ပါမှာကံတရားရဲ့အရေးပါမှုကြောင့်နှစ်နေရာနှစ်ဌာနမြတ်စွာဘုရားကသင်္ခါရပစ္စယဝိညာဏဘဝပစ္စယဇာတိဒီလိုဟောတာအဲ့ဒီမှာဒုစရိုက်10ပါးမှာပြတဲ့အခါမှာမနောကံမှာမိစ္ဆာဒိဋ္ဌိဆိုတာပါဒုစရိုက်10ပါးတဲ့မနောကံအရာမှာသမ္မာဒိဋ္ဌိလို့ပါအဲ့ဒီမှာမိစ္ဆာဒိဋ္ဌိဆိုတာဘာကိုပြောတာလဲလို့ဆိုလို့ရှိရင်ကံကိုညှင်းပယ်တဲ့အယူဆတရားကိုမိစ္ဆာဒိဋ္ဌိလို့ပြောတာဒါကြောင့်မို့လို့နတ္ထိကဒိဋ္ဌိအနေနဲ့ဖွင့်ဆိုပြီးတော့ထားတယ်နတ္ထိကဒိဋ္ဌိဆိုတာတိုက်ရိုက်အားဖြင့်ကံရဲ့အကျိုးကိုညှင်းပယ်တာနတ္ထိဒိဏံနတ္ထိယိဋ္ဌံနတ္ထိဟုတံလူရတနာပူဇော်ရာပသရာလက်ဆောင်ပေးတာဆိုတဲ့ဒါနကောင်းမှုရဲ့အကျိုးတွေကိုလက်မခံတာအဲ့ဒါလည်းကံကိုလက်မခံတဲ့သဘောပေါ့ကံကိုလက်မခံဘူးနတ္ထိဒုက္ကတဒုက္ကတနံကမ္မနံဖလံဝိပါကောကောင်းစွာပြုအပ်မကောင်းတဲ့ပြုအပ်တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေရဲ့အကျိုးဆိုတာမရှိဘူးလို့ကံကိုညှင်းပယ်အဲ့ဒီကံကိုညှင်းပယ်တဲ့မိစ္ဆာဒိဋ္ဌိရှိနေလို့ရှိရင်ကံကိုညှင်းပယ်တဲ့အတွေ့ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းရသူဂတိမရောက်နိုင်ဘူးတဲ့ဒါကြောင့်မို့လို့အဲ့ဒီမိစ္ဆာဒိဋ္ဌိကိုတက္ခာဝရဏကောင်းရသူဂတိကိုတားမြစ်နိုင်တဲ့အမြင်လို့ဒီလိုစာပေကျမ်းကမှာဆိုတယ်ဒီမနောကံအရာမိစ္ဆာဒိဋ္ဌိဆိုတာတက္ကာယဒိဋ္ဌိလို့ဘာလို့ပြောတာမဟုတ်ဘူး
တက္ကာယဒိဋ္ဌိဆိုတာကသောတာပန်ဖြစ်မှဖယ်ရှားလို့ရတယ်အဲ့တော့တက္ကာယဒိဋ္ဌိရှိနေပေမဲ့လို့ကံကံ၏အကျိုးကိုလက်ခံတဲ့ပုဂ္ဂိုလ်ဆိုရင်ကောင်းရသူဂတိကိုရောက်နိုင်တယ်ပေါ့တက္ကာယဒိဋ္ဌိကိုအခြေခံအားဖြင့်တည်ငါတခဏပယ်ရှားနိုင်တာကတော့နာမရူပပရိစ္ဆေဒဉာဏ်နဲ့ဖယ်ရှားအကျွင့်မဲ့ဖယ်ရှားတာကြတော့သောတပတ္တိမဲ့နဲ့မှဖယ်ရှားလို့ရတယ်ပေါ့အဲ့တော့ဘုရားဘာသာဖြစ်ဖို့အရေးကြီးတယ်ဘာလို့ဆိုရင်ကံကိုလက်ခံဖို့အရေးကြီးတယ်ကံကိုညှင်းပယ်တယ်ကံရဲ့အကျိုးကိုညှင်းပယ်ပြီဆိုလို့ရှိရင်ဘယ်လိုနည်းနဲ့မှဘုရားဘာသာမဖြစ်နိုင်ဘူးအခြေခံအားဖြင့်ဆိုလိုတာဝိနည်းကျမ်းဂန်ထဲမှာမြတ်စွာဘုရားကဘာသာအယူဝါဒကွဲပြားတဲ့သာသနာတစ်ခုမှာဝင်ရောက်ပြီးတော့သာသနာဝန်ထမ်းလုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘုရားမြတ်စွာရဲ့သာသနာတော်တဲ့ယဟန်အဖြစ်ဝင်ရောက်ခြင်းတယ်ဆိုလို့ရှိရင်လေးလစောင့်ဆိုင်ပြီးအကဲခတ်ခြင်းကိုခံရလေးလတိုင်တိုင်ချမှတ်ထားတဲ့ကျင့်ဝတ်စည်းကမ်းကိုလိုက်နာပြီးတော့စောင့်ကြည့်တာကိုခံရဆိုလိုတာလေးလဆိုင်ရအညတ္တိဋ္ဌိယပရိဝါဒလို့ခေါ်တယ်သင်တန်းပေးထားတဲ့အပိုင်းပေါ့လေးလဆိုင်ငံ့ထားပြီးတော့အယူဝါဒတွေနဲ့ပတ်သက်ပြီးတော့ကဲခတ်စမ်းသပ်ပြီးလေ့ကျင့်ထားတဲ့လေးလပြည့်တဲ့အခါကျမှကျင့်တတ်ပြီဆိုရင်ရဟန်းပြုပေးနိုင်တယ်လို့ဒီလိုဆိုထားတယ်အဲ့ဒီပညာချက်ဟာကံနဲ့ကံရဲ့အကျိုးကိုလက်ခံတဲ့ကာမဝါဒီပုဂ္ဂိုလ်တွေဆိုလို့ရှိရင်အဲ့လိုလေးလစောင့်ဆိုင်ပြီးတော့စမ်းသပ်ခံတဲ့အတိုင်းအတာတစ်ခုလုပ်เสียမလိုဘူးတဲ့ချက်ချင်းသာသနာ့ဘောင်ဝင်ပြုတယ်ပေါ့ရဟန်းခံဝင်ပြုတယ်အဲ့ဒါကိုထောက်ထားလိုက်မယ်ဆိုလို့ရှိရင်ကံကိုလက်ခံရဖို့ဟာဘုရားဘာသာဖြစ်ဖို့အတွက်တကယ်အခြေခံကောင်းကြီးတစ်ခုလို့ဒီလိုယူဆတော့မြတ်စွာဘုရားဟောတဲ့တရားတွေဟာလည်းပဲအကြောင်းနဲ့အကျိုးကိုဟောတယ်အဲ့ဒီအကြောင်းနဲ့အကျိုးဆိုတဲ့အထဲပဲကိရိတာဆိုတာလည်းအကြောင်းတစ်ခုပဲကံဆိုတာလည်းအကြောင်းတစ်ခုပဲအကြောင်းတွေကတခုတည်းမကဘူးမြောက်များစွာအကြောင်းပေါင်းမြောက်များစွာဟောကြားထားတာဖြစ်တယ်အဲ့ဒီအကြောင်းတွေထဲမှာအရေးပါတဲ့အကြောင်းကတော့ကိလေသာနဲ့ကံဟာအရေးပါတယ်ပေါ့တန်တရားဝကလွတ်ဖို့ဆိုတာလည်းပဲဒီအကြောင်းနှစ်ပါးတဲ့ကကိလေသာကိုပယ်ဖြတ်ဖို့အမြဲတမ်းအရေးကြီးတယ်ကိလေသာဆိုတဲ့အဖို့တဟဲရမှကံဆိုတာအကျိုးပေးလို့ရတယ်ကိလေသာရဲ့အကူအညီမရဘဲနဲ့ကံတစ်ခုတည်းကနေမထုတ်လုံနိုင်ဘူးတဲ့ဟုတ်တာပေါ့မျိုးစိတ်ကလေးဟာသူ့ဘာသူနေအပင်မပေါက်ဘူးလေမြေနဲ့ရေနဲ့ထိတွေ့ပေးလိုက်မှမြေရဲ့အကူအညီရေရဲ့အကူအညီအဲ့ဒါပါလာမှမျိုးစိတ်ကအပင်ကိုဖြစ်ပေါ်စေတယ်ထို့တူပဲကံတရားဟာတိတိတန်တန်ကံကြီးရှိနေမယ်ကိလေသာရဲ့အကူမပါဘူးဆိုလို့ရှိရင်ထိုကံတရားသည်အကျိုးဆုံးတရားကိုပေးစွမ်းနိုင်ခြင်းမရှိဘူးတဲ့ဒီသဘောကိုသိဖို့အမြဲတမ်းအရေးကြီးတယ်ဒါကြောင့်မို့ဝတ်သုံးပါးထဲမှာကမ္မဝေါကိလေသာဝေါဝိပါကဝေါသို့မဟုတ်ကိလေသာဝေါကမ္မဝေါဝိပါကဝေါလို့ဆိုတဲ့ထဲမှာဘယ်ဟာကိုဖယ်ရှားရမှာလဲလို့ဆိုရင်ကိလေသာကိုဖယ်ရှားကိလေသာကိုဖယ်ရှားလိုက်တာနဲ့တပြိုင်နက်ရှိနေတဲ့ကံတရားတွေဟာအလုံးမဖြစ်တော့စွမ်းဆောင်နိုင်မှုမရှိတော့ဘူးတကယ်တော့ကံဆိုတာကိလေသာကိုဖယ်ရှားရင်ကံတွေအကျိုးမပေးလို့သာကံကိုဖယ်ရှားတယ်လို့ပြောနေကြတာကံဆိုတာဖယ်ရှားလို့မရဘူးလို့ဒီလိုပြောဘာဖြစ်လို့လဲဆိုတော့
လုံထားပြီးသားကိစ္စတစ်ခုမလုပ်ဘူးလို့မပြောလို့မရဘူးလုပ်ပြီးသားဆိုတာပြီးခဲ့ပြီလေပြီးခဲ့တဲ့အရာတစ်ခုဘယ်သူပြင်လို့ရမှာရှိမှမရှိတော့လုပ်ပြီးဖြစ်နေပြီပြီးသားဖြစ်နေပြီးသားဖြစ်နေတဲ့အရာဘယ်လိုမှပြန်ပြီးတော့ယူလို့ရတဲ့အရာမဟုတ်တော့ဘူးဒါကြောင့်မို့ကံဆိုတာဖယ်ရှားပြစ်လို့မရဘူးဖယ်ရှားပြစ်လို့ရတာကိလေသာကုန်လို့ရှိရင်ကံကုန်တယ်ဒါမှမဟုတ်ကိလေသာនិရောဓကမ္မនិရောဓကိလေသာတွေချုပ်ငြိမ်းသွားမှကံတရားဟာအလုံးမဖြစ်တော့တာငြိမ်းသွားတာကံတရားဟာသိရှိနားလည်ဖို့အလွန်တရာအရေးပါတယ်ပေါ့သို့သောအရာရာဟာအတိတ်ကလုပ်ခဲ့တဲ့ကံကြောင့်ပဲလို့အစွန်းရောက်ကမ္မဝါဒမျိုးကြတော့မိစ္ဆာဒိဋ္ဌိလို့ခေါ်ပြန်အဲ့ဒါကိုပုပ္ပေကတဟေတုဒိဋ္ဌိအရင်ကလုပ်ခဲ့တဲ့အခုဘဝဖြစ်နေတဲ့ဒုက္ခဒုက္ခဆင်းရဲချမ်းသာခံစားရမှုဘဝအတွေ့အကြုံမှန်သမျှအရင်ကလုပ်ခဲ့တဲ့ကံကြောင့်လို့တသမတ်ထဲဆွဲမှတ်လို့ရှိရင်ဒါပုပ္ပေကတဟေတုဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါကမ္မဝါဒအစွန်းရောက်သွားတဲ့သဘောတစ်ခုပဲမြတ်စွာဘုရားကဘယ်အရာမှအစွန်းရောက်လို့အစွန်းရောက်တာကိုလည်းမကဘူးဒါကြောင့်မြတ်စွာဘုရားကမစ္ဆိမပฏิပဒါအကောင်းပဲဖြစ်စေလွန်သွားလို့ရှိရင်အဆိုးဖြစ်တာပဲအဲ့တော့အရာရာကံကြောင့်သာလို့ဒီလိုပြောမယ်ဆိုရင်အခြားအကြောင်းတရားတွေကိုညှင်းပယ်ရရောက်တယ်အခြားတရားတွေကိုညှင်းပယ်လိုက်တာနဲ့တပြိုင်နက်မှန်ကန်တဲ့အတွေးမဟုတ်တော့ဘူးမှားရွံ့တဲ့အတွေးတစ်ခုဖြစ်သွားတယ်ဆိုပါစို့လောကမှာလူတွေယောဂရတယ်လူဘဝရောက်လာတဲ့အခါမှာယောဂဖြစ်တယ်နာစီးချောင်းဆိုးဖြစ်တယ်အစွန်းရောက်ကမ္မသမားကနာစီးချောင်းဆိုးဖြစ်ရတာအတိတ်ကအကုသိုလ်ကံကြောင့်ငါနာစီးရတယ်ငါချောင်းဆိုးရတယ်လို့ဒီလိုယူလို့ရှိရင်ပစ္စုပန်အကြောင်းတရားကိုသူမျက်ွယ်ပြုရရောက်တယ်တကယ်တော့သူနာစီးတာချောင်းဆိုးတာအေးမိလို့ပဲပစ္စုပန်အကြောင်းတရားကဘာလို့ဆိုလို့ရှိရင်ဆန့်ကျင်ဘက်အေးဓာတ်ကိုမခံနိုင်လို့ပဲအဲ့ဒါအကြောင်းတရားခန္ဓာကိုယ်ရဲ့တွန်းလှန်နိုင်တဲ့ဇာတိဥဒုကိုခုခံနိုင်တဲ့စွမ်းအားရောကြနေမတည့်တဲ့ဇာတိဥဒုကြောင့်မိမိမှာယောဂတစ်ခုဖြစ်တယ်ဒါဟာအကြောင်းပဲဒီအကြောင်းကိုလည်းလက်ခံရမယ်လို့ပြောတာနော်အဲ့ဒါကိုလက်မခံမဲနဲ့နေမယ်ဆိုလို့ရှိရင်ဒါအစွန်းရောက်ကမ္မဝါဒဖြစ်သွားနိုင်တယ်ပေါ့သို့သောဘဝတစ်ခုမှာကံကအရေးပါတယ်ဆိုတာတော့သိချတယ်ကံဟုမူလတန်ဗုဒ္ဓတို့ဟောပြသည်မှာအရင်သာတည်းအဓိကအကြောင်းတရားအနေနဲ့ကံကိုတော့လက်ခံအောင်သို့သောကံဉဏ်ဝီရိယလို့ဆိုတဲ့အတိုင်းဉာဏ်ရည်ဉာဏ်သွေးရှိလို့လုံလဝီရိယရှိလို့ကောင်းကျိုးချမ်းသာတွေရနိုင်တာကံကြီးရဲ့အကျိုးတရားသက်သက်မဟုတ်ဘူးဉာဏ်ရဲ့ဆွမ်းဆောင်မှုလည်းအတိမပြုရမယ်ဝီရိယလည်းဆွမ်းဆောင်မှုအတိမပြုရမယ်ဒီလိုဆိုလို့လည်းပေါ့ဒါကြောင့်မလို့ကံတရားနဲ့ပတ်သက်ပြီးတော့ကြာကြာနာနာနားလည်ဖို့အခြေခံအားဖြင့်ဘုန်းကြီးတို့တွေဘဝတစ်ခုစလာရတာကံတရားကြောင့်ဆိုတာသိကြအခြားဘယ်အရာကမှမလုံနိုင်တာကံကအဓိကဆွမ်းဆောင်မှုပေးသွားတယ်အဲ့ဒါကိုသင်္ခါရပစ္စယဝိညာဏသို့မဟုတ်ဘဝပစ္စယဇာတိဘယ်နေရာမှာဟောမြတ်စွာဘုရားဟောတဲ့တရားတွေဟာတစ်ခုနဲ့တစ်ခုဆန့်ကျင်မှုမရှိပါဘူးတတ္တဝါတို့ရဲ့အကြိုက်အစ္ဆာတရားလိုက်ပြီးတော့စကလုံးလေးတွေပြောင်းလဲပေးတာမျိုးတော့ရှိတယ်ပေါ့
င်္ဂုတ္တရနိကေတိကနိဗ္ဗာန်မှာဘဝတုတ်တန်ဆိုတာသုံးနှစ်တုတ်ရှိပထမဘဝတုတ်နဲ့ဒုတိယဘဝတုတ်အဲ့ဒီတုတ်မှာဘဝနဲ့ပတ်သက်ပြီးတော့ရှင်အနန္ဒာကမေးခွန်းထုတ်ထားတယ်အရှင်ဘုရားတဲ့အများကဘဝနဲ့ပြောနေကြဘဝတစ်ခုကဘယ်လိုအတိုင်းအတာကြောင့်ဘဝတစ်ခုရရှိလာနိုင်ပါသလဲဆိုတာမေးခွန်းတစ်ခုမေးထားတာရှိအဲ့ဒီမေးခွန်းရဲ့အဖြေအချုပ်မြတ်စွာဘုရားကံကိုပဲခေါ်တာအကျိုးတရားကိုရင့်ကျက်စေတတ်တဲ့ကံတရားမရှိဘူးဆိုရင်ဘဝဆိုတာမဖြစ်နိုင်ဘူးတဲ့အကျိုးပေးဖို့ရင့်ကျက်လာတဲ့ကံတရားကိုအမိပြုမှသာလေဘဝဆိုတာဖြစ်လာတယ်အဲ့ဒီသုတ္တံမှာမြတ်စွာဘုရားဟောထားတဲ့ဥပမာလေးကဘဝတစ်ခုအစပြုလာတဲ့အခါမှာကံရဲ့စွမ်းဆောင်မှုဘယ်လိုဥပမာပေးထားလဲကမ္မံခိတ္တံကံဟာမြေလွှာနဲ့အလားတူတူတယ်ဝိညာဏံဘိဇံပရိသေဝိညာဉ်စိတ်လေးကမျိုးစေ့နဲ့အလားတူတူတယ်တဏှာတဏီဟောပေတမှုတဏှာလေးကရေနဲ့အလားတူတယ်အစိဓာတ်နဲ့အလားတူတယ် white char ပေါ့ဒီဥပမာပြည့်ပြည့်စုံစုံတစ်ခုပြောထားတယ်အပင်တစ်ခုပေါက်လာတယ်ဆိုလို့ရှိရင်ဘာရှိရမြေရှိရမယ်ရေရှိရမယ်မျိုးစိတ်ရှိရဒီသုံးမျိုးအဲ့သုံးမျိုးပေါင်းစုံလာလို့ရှိရင်ပင်ပေါက်တာဒါမှန်တယ်ဘဝတစ်ခုမှလည်းပဲထို့တူပဲမြေနဲ့အလားတူတဲ့ကံဆိုတာရှိရမယ်မျိုးစိတ်နဲ့အလားတူတဲ့ပရိသေစိတ်ရေအစေးနဲ့အလားတူတဲ့အတွေ့အတာဒါတွေပေါင်းစပ်ပြီးတော့ဘဝတစ်ခုရရှိလာတယ်လို့ပြောတယ်ဒီနေရာမှာစဉ်းစားစရာကကမ္မံခိတ္တံကံကိုမြေလွှာတဲ့ဖွယ်ထားတာအကယ်၍ကံမရှိဘူးဆိုလို့ရှိရင်ဝိညာဏလို့ဆိုတဲ့တတိမျိုးစိတ်လေးပေါက်လာဖို့မရှိဘူးတတိမျိုးစိတ်လေးပေါက်လာနိုင်တယ်မရှိဘူးကံပေါ်မှာအမိပြုတ်ပြီးတော့ဘဝတစ်ခုအစားပြုတယ်ဆိုတာဘာမှအခြေပြုစရာမရှိသေးဘူးအခြေပြုစရာမရှိတဲ့အချိန်ကံတက်တဲ့ကိုသာအမိပြုကြရတာဒါကြောင့်မို့ကံဟာမျိုးစိတ်နဲ့တတိမျိုးမြေလွှာနဲ့လားသရတူတယ်လို့ဒီလိုခေါ်တာကမ္မံခိတ္တကံဆိုတဲ့မြေလွှာပေါ်မှာတတိဆိုတဲ့မျိုးစိတ်လေးဝိညာဏလို့ဆိုတဲ့မျိုးစိတ်လေးပေါ်လာတယ်အဲ့ဒီမျိုးစိတ်လေးရှင်သန်လာတွေ့တာမှုလေးကနေပြီးတော့ရေဆွဖြန်းပေးတယ်အစိုးတက်ကလေးပေးတယ်အမတန်ထင်ရှားတဲ့ဥပမာနဲ့မြတ်စွာဘုရားကအဲ့ဒီသုတ္တံမှာဟောထားတာရှိတယ်ပရိစ္ဆေသမုပ္ပါဒ်မှာလူတွေရဲ့ပရိသေစိတ်လေးဟာကံနဲ့ဆက်သွယ်ပြီးတော့မှဖြစ်ပေါ်လာတယ်သင်္ခါရပစ္စယဝိညာဏလို့ဒီလိုဟောတာကဲဒီနေရာမှာစကားလုံးလေးတွေရဲ့အဓိပ္ပာယ်ကိုကြည့်ကြရအောင်မနေ့ကအကျဉ်းအပြင်ပြောထားခဲ့တယ်သင်္ခါရလို့ဆိုတာဒီနေရာမှာကံကိုပြောတာဘာဖြစ်လို့ကံကိုသင်္ခါရလို့ခေါ်တယ်လဲလို့ဆိုရင်ဖန်တီးတတ်လို့ဖြစ်ပေါ်တတ်ဖြစ်ပေါ်စေတတ်လို့သင်္ခတံအဘိသင်္ခရောတိတိသင်္ခါရဖန်ဆင်းလို့ရတဲ့ယုတ်တိနံတွေကိုဖန်ဆင်းပေးတယ်ဖန်ဆင်းတယ်ဆိုတာဆောက်လုပ်ပေးတာဖြစ်ပေါ်စေတာထုတ်လုပ်တာဒီလိုဆိုလို့ဒီနေရာမှာသင်္ခါရဆိုတာကုသိုလ်ကံနဲ့အကုသိုလ်ကံဒီနှစ်ခုကိုရည်ညွှန်းပြီးတော့ပြောတယ်အကုသိုလ်ကံက12မျိုးကုသိုလ်ကံဆိုတဲ့နေရာမှာတန်တရားအကြောင်းရှင်းပြတာဖြစ်သောကြောင့်လက်လန်းမမီတဲ့လောကုတ္တရာကုသိုလ်လောကုတ္တရာစိတ်တွေကိုထည့်မပြောဘူး
လောကီကုသိုလ်ကိုထည့်ပြောလို့ရတယ်ဒါကြောင့်မို့အဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေကျတော့မဟာကုသိုလ်စိတ်ကာမဝဆရကုသိုလ်စိတ်က8ခုဇန်တရားနဲ့ပတ်သက်လာတဲ့ရူပဝဆရကုသိုလ်စိတ်က5ခုအရူပဇန်နဲ့ပတ်သက်လာပြီးတော့အရူပကုသိုလ်စိတ်က4ခုလောကီကုသိုလ်18ခုဒီနေရာမှာအဲ့ဒီ18ခုမှာရှင်တွဲတဲ့စေတနာအကုသိုလ်12ခုမှာရှိတဲ့အကုသိုလ်စိတ်12ခုနဲ့ရှင်ပြီးတော့ဖြစ်ပေါ်လာတဲ့စေတနာစွမ်းအားစေတနာကိုဒီနေရာမှာသင်္ခါရလို့ပြောတာစေတနာဟာတကယ်တော့လေစေတနာတတ္တသူကြည်တတ္တဖြစ်လို့မရဘူးဘာကြောင့်သူ့ကိုစေတနာလို့ခေါင်းစဉ်တက်ရတယ်လဲဘာကြောင့်ကံလို့ခေါင်းစဉ်တက်ရတယ်လဲဆိုရင်စေတနာတွေကအင်းအားလုံးကိုသူကစုပေးတဲ့သဘောရှိတယ်ခုခေတ်စကားနဲ့ပြောမယ်ဆို organizer တဘာဝတရားတွေကိုစုစည်းပေးတယ်သူစုစည်းပေးလိုက်လို့ရှိရင် energy ဆိုတာရစွမ်းရည်တတ္တိယသူကိုယ်တိုင်ကလည်းစွမ်းဆောင်မှုရှိတယ်အခြားတဘာဝတရားတွေလည်းစွမ်းဆောင်မှုရှိလာအောင်စွမ်းအားတွေပေးဒါကြောင့်မို့စေတနာကိုအင်္ဂလိပ်လိုပြန်တဲ့အခါ volition လို့ပြန်လေးရှိတော့လေတကယ်ပြန်မှုသင်တာတော့ stimulation အလုံးရဲ့စွမ်းအားတွေထက်လာအောင်စုစည်းပေးတဲ့သဘောအဲ့ဒါလို့စုစည်းပေးနိုင်သည့်စွမ်းအားတွေစုမိသွားတာကြောင့်မို့လို့ဘာတွေပေါ်လာတော့ဆိုရင်စိတ်ကတွေးမှုဆိုတဲ့မနောကံနှုတ်ကထုတ်ပြောမှုဆိုတဲ့ဝစီကံကိုယ်ဒီလက်ရောက်ဆောင်ရွက်မှုဆိုတဲ့မနောကံဆိုတဲ့သဘောတရားတွေပေါ်လာတာအဲ့ဒီလှုပ်ရှားမှုတွေကမ္မဆိုတာပြုလုပ်မှုတွေပေါ်လာအဲ့ဒီပြုလုပ်မှုတွေပေါ်လာစေတတ်လို့စေတနာကိုကမ္မလို့ခေါ်လိုက်တာအလုံးကမြင်လို့ရတာတော့စိတ်ရဲ့လှုပ်ရှားတွေးခေါ်မှုနှုတ်ရဲ့ပြောဆိုမှုကိုယ်ဒီလက်ရောက်ဆောင်ရွက်လုပ်ကိုင်မှုဆိုတဲ့အဲ့ဒီအမှုတွေဟာတော့ဒါကမ္မပဲကမ္မဆိုတဲ့စကားလုံးကအမှုပြောအဲ့ဒီပြုလုပ်မှုတွေတက်တက်ကိုမဆိုလိုပဲနဲ့အဲ့ဒီပြုလုပ်မှုတွေရဲ့နောက်ွယ်ကနေပြီးဒီပြုလုပ်မှုတွေကိုဖြစ်ပေါ်စေအောင်ဘယ်သူကစွမ်းဆောင်နေတယ်လဲဆိုရင်စေတနာကစွမ်းဆောင်နေတာတဲ့ဒါကြောင့်မလို့ဒီစေတနာလေးကိုကမ္မလို့လည်းခေါ်တယ်ဖန်တီးတတ်လို့သင်္ခါရလို့လည်းခေါ်တယ်ဘဝတစ်ခုကိုသယ်ဆောင်သွားတတ်လို့ဘဝလို့လည်းခေါ်တယ်ပေါ့ပရိစ္ဆေသမုပ္ပါလောကမှာလူတွေနေ့စဉ်နဲ့အမျှကြံတွေးနေတဲ့ကိစ္စတွေနှုတ်ကထုတ်ပြောနေတဲ့ကိစ္စတွေကိုယ်ဒီလက်ရောက်လုပ်ကင်နေတဲ့ကိစ္စတွေဟာဘုသူရဲ့တွန်းအားလဲလို့ဆိုရင်ဟောဒီစေတနာရဲ့တွန်းအားတွေပဲပေါ့တဘာဝတရားတွေကိုစုပေးလိုက်တဲ့အခါကျတော့အင်အားတွေတက်လာလို့လှုပ်ဆောင်မှုတွေထင်ရှားလာတယ်ပေါ့ထင်ရှားလာသည့်အတွက်ကြောင့်ကောင်းကျိုးဆိုးကျိုးဆိုတာတွေဖြစ်ပေါ်လာတယ်ပေါ့ဒီလောက်ရက်ကိုအမိပြုပြီးတော့ကောင်းကျိုးဆိုးကျိုးဆိုတာဖြစ်ပေါ်လာဒီသင်္ခါရဆိုတဲ့ကံတရားလေးဟာလောဘဒေါသမောဟဆိုတာတွေကဥဆောင်သွားလို့ရှိရင်မကောင်းတဲ့ကံဖြစ်တယ်အလောဘအရောသအမောဟစတဲ့တရားတွေကဥဆောင်သွားလို့ရှိရင်ကောင်းတဲ့စေတနာကောင်းတဲ့ကံဖြစ်လာကုသိုလ်ကံအကုသိုလ်ကံလို့ကံနှမျိုးတစ်စားကွဲပြားခြားနားလာတယ်ပေါ့အဲ့ဒီကွဲပြားခြားနားလာတဲ့ကံတရားတွေဟာသူတို့ရဲ့စွမ်းအားတတ္တိအလိုက်ဝိညာဏဆိုတဲ့စိတ်တွေကိုဖြစ်ပေါ်စေတယ်ပေါ့ဒီနေရာမှာဝိညာဏဆိုတာတာမန်အယတ္သားတွေညမပြေမှာဝိညာဉ်ဆိုလို့ရှိရင်တော့
ဝိညာဉ်ကောင်တို့လက်ပြကောင်တို့သွားတတိရတယ်လူတွေမမြင်ရတဲ့လောကကိုလည်းဝိညာဉ်လောကလို့တချို့ပြောကြတယ်အဲ့ဒါတွေနဲ့ရောထွေးပြီးတော့မျက်စိလဲစရာရှိပြီပေါ့ဒီနေရာမှာဝိညာဏဆိုတာဘာကိုပြောတာလဲဆိုတော့အသိစိတ်လေးကိုပြောတာအဲ့ဒီစိတ်ကလေးကစိတ်ဓာတ်ဆိုတဲ့အသုံးလိုပဲစိတ်ဓာတ်နဲ့အလားတန်တူတဲ့အသုံးတစ်ခုကဝိညာဏတခါတရံကျတော့မနလို့ဒီလိုသုံးတာရှိတယ်ဒါမှမဟုတ်သုတ်တန်တစ်ခုမှာဒါတူတူပဲလို့မြတ်စွာဘုရားကယံစိတ်တံတမ္မနောယံဝိညာဏယံမနောတံဝိညာဏဒီလိုသုံးတာရှိစိတ်ဓာတ်ရဲ့မနရဲ့ဝိညာဏရဲ့တူတူပဲလို့အဲ့တော့ဝိညာဏဆိုတဲ့စကားလုံးကဝိဆိုတာမတူထူးခြားတဲ့အနေအားဖြင့်ညာနာကသိတာဘယ်သူနဲ့မတူတာတုံးလို့ဆိုရင်ပညာသိတဲ့အသိနဲ့လည်းမတူဘူးစိတ်ထဲကမှတ်ပြီးတော့သိတဲ့ပညာသိနဲ့လည်းမတူဘူးတဲ့ပညာသိပညာသိတွေနဲ့မတူထူးခြားတဲ့အသိရှိတဲ့သဘောတရားလို့ဒီလိုဆိုလို့တယ်ပေါ့စိတ်ထဲကသိတဲ့အသိဟာအာရမဏံဝိဇာနာတိတိဆိုတဲ့ဝိချုစကားအရာကဝိဇာနာတိမတူထူးခြားဆိုတာသိတယ်ဆိုတာကောက်ချက်ချတော့ဘာလို့ဆိုရင်အာယုန်တစ်ခုကိုတတိမူမိတာအာယုန်ကိုရယူတာကိုဒီလိုဆိုလို့တယ်ပညာအနေနဲ့သိတာလည်းမဟုတ်ဘူးစိတ်ထဲကမှတ်ထားတဲ့ပညာသိအနေနဲ့သိတာလည်းမဟုတ်ဘူးတဲ့ပညာသိတို့နဲ့ထူးခြားတဲ့အသိရှိတဲ့သဘာဝတရားတစ်မျိုးကိုဝိညာဏလို့ခေါ်တယ်ဒီဝိညာဏဆိုတဲ့တရားတစ်ခုဟာနေရာလိုက်လို့ကောက်ယူတဲ့တရားဓမ္မအနေထားချင်းမတူဘူးခန္ဓာနဲ့ဆက်ဆက်လာတဲ့အခါကျတော့ဝိညာဉ်နဲ့ခန္ဓာနဲ့ဆက်ဆက်ပြီးပြောတဲ့ဝိညာဏကြတော့စိတ်မှန်သမျှကိုဝိညာဏလို့ခေါ်တယ်အလုံးပြီးတော့မှသင်ထားတဲ့ပုဂ္ဂိုလ်တွေကျတော့စိတ်89 classify လုပ်ထားတာ89ဆိုတာစိတ်89ရှိတယ်အကျယ်ဆိုရင်120ပါးရှိတယ်အဲ့ဒီစိတ်89စိတ်အမျိုးအစားပေါင်း89သို့မဟုတ်121အဲ့ဒီစိတ်အမျိုးအစားအလုံးကိုခြုံငုံပြီးတော့ဝိညာဉ်နဲ့ခန္ဓာလို့ခေါ်တာအဲ့ဒါသို့သောသင်္ခါရပစ္စယဝိညာဏံကြတော့အဲ့ဒီ89မျိုးလုံးကိုဆိုလိုတာမဟုတ်တော့ဘူးဒီကြတယ်သူ့နေရာနဲ့သူစကလုံးအတိတ်ပဲဟာယူရတယ်ပေါ့ဒါစကလုံးတွေရဲ့လူတွေရဲ့ပြောတဲ့စကလုံးတွေရဲ့အာနယ်ချက်လို့ပြောမှာပေါ့စကလုံးတွေထပ်မထွင်တော့ဝိညာဏဆိုတဲ့စကလုံးတွေဟာတဏှာမှာယူဆတဲ့အနေထားတစ်မျိုးရှိတော့လဲနောက်တဏှာမှာတစ်မျိုးရှိတယ်ပေါ့အဲ့တော့ဒီနေရာမှာဝိညာဏလို့ဆိုတာကြတော့ဘာကိုပြောတာတော့ဆိုကံရဲ့အကျိုးတရားဖြစ်တဲ့ဝိညာဏတွေကိုသာယူရမယ်ဉာဏ်မယူရဘူးလို့ပြောအဲ့ဒါကြောင့်မို့လို့ဝိပါကဝိညာဏဝိပါကဆိုတာအကျိုးတရားပမာလို့ဝိဘက်နဲ့ခေါ်ကြတယ်ကာလဝိဘက်နောက်ပိုးတဲ့ဝိပါကဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောတာလဲဆိုဝိဆိုတာသဘာဝချင်းမတူတဲ့ကုသိုလ်နဲ့အကုသိုလ်ကိုဝိလို့ပြောတာဒီနေရာသဘာဝချင်းမတူတဲ့ကုသိုလ်အကုသိုလ်တို့ရဲ့ပါကရင့်ကျက်ဖြစ်ပေါ်လာတဲ့အကျိုးတရားလို့သဘာဝချင်းမတူတဲ့ကုသိုလ်အကုသိုလ်တို့ရဲ့အကျိုးတရားကိုဝိပါကလို့ခေါ်တယ်အဲ့ဒီဝိပါကကိုအမျိုးအစားအလိုက်ခွဲခြားလိုက်တဲ့အခါကျတော့တန်တရားဝိုးနဲ့ပတ်သက်တဲ့ပဋိစ္စသမုပ္ပါဒ်အရာမှာဝိပါက32မျိုးလို့ဒီလိုယူတာလောကီဝိဘက်32
အဲ့ဒီ32မျိုးကိုသာလေဒီနေရာမှာသင်္ခါရပစ္စယဝိညာဏဆိုတဲ့နေရာမှာဝိပါကစိတ်32မျိုးကိုဆိုလိုတယ်လို့ဒီလိုမှတ်ရပါပေါ့ဒီဝိပါကစိတ်32မျိုးဟာကံတရားရှိမှဖြစ်ပေါ်လာတာကံဆိုတဲ့နေရာမှာလည်းပဲဝိသုဒ္ဓိမကပြောထားတယ်ဥပစိတကမ္မာဘာဝေဝိပါကဘာဝတောဥပစိတကမ္မဆိုတာအကျိုးပေးဖို့အနေထားအထိအားရှိနေတဲ့ကံမျိုးကိုဥပစိတကမ္မလို့ခေါ်တယ်ကံကလည်းပဲတချို့ကံလေးတွေကအကျိုးပေးနိုင်လောက်အောင်စွမ်းဆောင်မှုမရှိဘူးပေါ့တတ္တိမရှိဘူးဒါတော့ထင်ရှားပါတယ်တစ်ပင်ကနေပြီးတော့အသီးလေးတွေသီးတဲ့အခါတချို့အသီးလေးတွေကနုနုနဲ့ကျွေကျသွားတယ်အစိကမရင်သေးဘူးအစိမရင်သေးလို့ရှိရင်အပင်မပေါက်နိုင်ဘူးပေါ့ကံတရားတွေမှာလည်းပဲထို့တူပဲရင့်ကျက်မှုမရသေးတဲ့မပြည့်မစုံမလုံလောက်တဲ့ကံကလေးတွေကြတော့ဥပစိတကမ္မလို့မခေါ်ဘူးအကျိုးပေးနိုင်တော့အားမရှိတဲ့ကံတွေကလည်းအများကြီးပဲတစ်ပင်ကသီးတဲ့အသီးတွေထဲမှာအစိတိုင်းအပင်ပေါက်နိုင်တာမဟုတ်ဘူးအောင်မြင်တဲ့အစိအသာလည်းအပင်ပေါက်နိုင်တာဖြစ်တယ်ကံတွေထဲမှာလည်းပဲကံတရားတိုင်းအကုန်လုံးဟာအကျိုးပေးနိုင်စွာမရှိဘူးဆိုပါစို့ပဋ္ဌာန်းပစ္စည်းမှာတော့ကမ္မပစ္စယောလို့ခေါ်တဲ့အခါမှာစေတနာမှန်သမျှကိုကမ္မပစ္စယောသဟသတကမ္မအနေနဲ့စေတနာမှန်သမျှကိုကမ္မပစ္စယောလို့ပဲဟောတယ်။ဘာဖြစ်လို့လဲဆိုရင်စေတနာမှန်သမျှစွမ်းဆောင်မှုပေးတာတွန်းအားတွေပေးတယ်။ဒီနေရာမှာဆိုလိုတဲ့ကံကြတော့အဲ့ဒီကံမျိုးမဟုတ်ဘူးကုသိုလ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စေတနာအကုသိုလ်စိတ်တွေနဲ့ရှင်တွဲဖြစ်ပေါ်လာတဲ့စေတနာကုသိုလ်စိတ်တွေနဲ့ရှင်တွဲဖြစ်ပေါ်လာတဲ့စေတနာဒီစေတနာမျိုးကိုသာလေဒီနေရာမှာကမ္မလို့ပြောတာအခြားဝိဘက်စိတ်တွေနဲ့ရှင်တွဲလာတဲ့စေတနာတွေရှိသေးတယ်ကရိယာစိတ်တွေနဲ့ရှင်တွဲလာတဲ့စေတနာတွေရှိသေးတယ်အဲ့ဒီစေတနာတွေကိုတော့အခုဒီနေရာမှာဆိုလိုတဲ့သင်္ခါရပစ္စယဝိညာဏကသင်္ခါရဆိုတဲ့ကံထဲမှာမပါဘူးလို့ဒီလိုမှတ်ယူရမှာပေါ့ဒါဖြင့်ဘုန်းကြီးတို့တွေဟာနေ့စဉ်နဲ့အမျှလောဘပါတဲ့စိတ်လောဘအခြေခံတဲ့စိတ်ဒေါသအခြေခံတဲ့စိတ်မောဟအခြေခံတဲ့စိတ်သို့မဟုတ်အလောဘအခြေခံတဲ့စိတ်အဒေါသအခြေခံတဲ့စိတ်အမောဟအခြေခံတဲ့စိတ်တွေနဲ့နေ့စဉ်နဲ့အမျှကြံတွေးကြတယ်နှုတ်ကပြောဆိုကြတယ်ကိုယ်ဒီလက်ရောက်လုပ်ကြတယ်အဲ့ဒါလို့ဖြစ်ပေါ်နေဖို့စေတနာဆိုတဲ့တွန်းအားတွေဖြစ်နေတယ်အဲ့ဒီတွန်းအားတွေဟာစိတ်ထဲမှာဆွမ်းဆောင်မှုဖြစ်ပေါ်လာလို့အောင်မြင်မြင်ကြီးဖြစ်ပေါ်လာတဲ့စေတနာတရားတွေဟာသဘာဝအလျောက်ဖြစ်ပြီးလို့ရှိရင်တော့သူ့ရဲ့ life span ပေါ့ရပ်တည်နိုင်တဲ့အတိုင်းအတာတစ်ခုတွင်မှာအလုံးဟာပျက်စီးသွားတာစိတ်တစ်ခုသဘာဝတရားတစ်ခုရဲ့တက်တန်းဟာအမတန်မှတိုးတယ်ဖြစ်တည်ပြက်ဥပတ္တိပင်ဆိုတဲ့ခဏငယ်၃ခုပဲရှိတယ်ဖြစ်တဲ့အချိန်ပိုင်းလေးရဲ့ပြတ်သွားတဲ့အချိန်ပိုင်းလေးရဲ့ဖြစ်မှုပြက်မှုရဲ့ဈာထဲမှာရှိတဲ့အချိန်ပိုင်းလေးရဲ့စဖြစ်တဲ့အချိန်ပိုင်းလေးကိုဥပတ်လို့ခေါ်တယ်ပြတ်သွားတဲ့အချိန်ပိုင်းလေးကိုဘင်လို့ခေါ်တယ်အဲ့ဒီနှစ်ခုကြားအချိန်ပိုင်းလေးကိုထီလို့ခေါ်တယ်စိတ်ဟာအမတန်မှတူတောင်းသည့်အတွက်ကြောင့်မြတ်စွာဘုရားကစိတ်တရမိုက်ဟောတဲ့အခါမှာထီခဏကိုထဲ့တောင်မဟောဘာဖြစ်လို့သိတူလွန်အပ်ချီဒါကြောင့်မို့စိတ်ဟာဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာစိတ်ကလေးကဖြစ်လိုက်တာနဲ့တပြိုင်နက်သူကအကျိုးတရားတွေကိုထုတ်လုပ်လိုက်တယ်
စိတ်တစားယုတ်ဆိုတာစိတ်ဖြစ်ထားတဲ့ကြိုင်နဲ့စိတ်တစားယုတ်ကတခါတည်းမွေးဖွားပြီးသားဖြစ်တယ်ဗျိုင်တူဖြစ်စေတယ်အဲ့လောက်ထိအောင်သူကစွမ်းအားထက်တယ်ဖြစ်တဲ့အခိုက်ဥပက္ခဏမှာစွမ်းအားတွေထက်တယ်ပေါ့ဒါကြောင့်မို့စိတ်ဖြစ်လိုက်တာနဲ့ကြိုင်နဲ့ဆိုင်ရာအကျိုးတစ်ခုဆိုင်ရာယုတ်တရားတစ်ခုကိုသူကထုတ်လုပ်ပြီးသားဖြစ်သွားထုတ်လုပ်လို့ရတဲ့စိတ်ကအဲ့ဒါလိုပဲထုတ်လုပ်နေတယ်အဲ့တော့ကောင်းပြီခုနကစေတနာဆိုတာလဲစိတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ကြရတာဖြစ်တော့စိတ်တစ်ခုမှာစေတနာတစ်ခုတမန်စိတ်တွေမှာရှိတဲ့စေတနာကြတော့စွမ်းအားတလောက်မရှိဘူးကုသိုလ်အကုသိုလ်နဲ့တွဲလာပြီးကုသိုလ်စိတ်အကုသိုလ်စိတ်တွေမှာဖြစ်ပေါ်လာတဲ့စေတနာတွေကြတော့စွမ်းအားတွေထက်လာတယ်အရှိန်တွေအဟုန်တွေ energy တွေရှိတာအဲ့ဒီအရှိန်အဟုန် energy တွေကကံတရားအနေနဲ့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာ accumulate ဖြစ်လာတယ် accumulate ဖြစ်တယ်ဆိုတာစုမိသွားတယ်ကံတရားတွေဟာဥပ္ပစိတစုဆောင်းမိသွားတယ်ဒါဖြင့်စုဆောင်းမိတယ်ဆိုတာစဉ်းစားစရာပေါ့ကံတရားတွေဖြစ်သွားပြီးဘယ်နေရာမှာစုနေတယ်လဲစဉ်းစားမေးမြန်းကြည့်ပဲအုံနောက်ထဲမှာစုတာလားနှလုံးသားထဲမှာစုတာလားတနေရာမှာစုနေသလားလို့ကံတရားတွေဟာဘယ်နေရာမှာတည်ရှိနေကြသလဲဖြစ်သွားတဲ့ကံတရားတွေဟာဘယ်နေရာမှာတည်ရှိသလားဆိုအကယ်၍အုံနောက်ထဲမှာတည်ရှိတယ်ဆိုတာအုံနောက်ဟာယုတ်တရားပဲလူသိရင်အုံနောက်သိသွားမှာတချို့ဆိုမသိခင်ကအုံနောက်သိသွားတာရှိသေးတယ်အဲ့တော့နှလုံးသားထဲမှာကံတရားတွေစုနေတယ်ဆိုလို့ရှိရင်ဟောဒီနှလုံးဟာနှလုံးသားအစားထိုးလဲလှယ်လိုက်လို့ရှိရင်ကံတရားတွေဟာအခြေအနေဆိုးသွားနိုင်တာပေါ့အဲ့တော့နှလုံးသားထဲမှာလည်းပဲဒီကံတရားတွေဟာစုနေတာမဟုတ်ဘူးကံတရားတွေရဲ့စွမ်းရည်တတ္တိတွေဟာနှလုံးသားထဲရှိတာလည်းမဟုတ်ဘူးအုံနောက်ထဲမှာရှိတာလည်းမဟုတ်ဘူးဘယ်မှာရှိတာလဲလို့မေးမယ်ဆိုလို့ရှိရင်စိတ်တတန်တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ကြီးတစ်ခုထဲမှာရှိတယ်ပေါ့စိတ်ဖြစ်စဉ်ဆိုတာ non stop ဘယ်တော့မှမရပ်ဘူးစိတ်တစ်ခုပြီးရင်နောက်တစ်ခုနောက်တစ်ခုပြီးရင်နောက်တစ်ခုနောက်တစ်ခုပြီးရင်နောက်တစ်ခုစိတ်ဖြစ်စဉ်ကဘယ်တော့မှရပ်သွားတာမရှိဘူးပေါ့ရပ်တဲ့အခါနှစ်မျိုးပဲရှိတယ်စိတ်ဖြစ်စဉ်ရပ်ဆိုင်သွားတာနှစ်နေရာပဲရှိတယ်និရောဓသမဘဝင်စားလို့ခိတ္တခဏရပ်သွားတာရှိတယ်အတ္တညတဘုံရောက်သွားလို့ရှိရင်လည်းပဲအတ္တညတဘုံမှာရပ်ဆိုင်သွားတာရှိတယ်ကျန်တဲ့အချိန်မှာဆိုလို့ရှိရင်စိတ်ဖြစ်စဉ်ဟာဘယ်တော့မှမရပ်ဆိုင်ဘူးတဲ့ဒါကြောင့်မို့လို့ကံတရားတွေက accumulate ဖြစ်တယ်ဆိုတာကံတရားတွေစုမိဆောင်းမိဖြစ်လာတယ်ဘယ်မှာစုမိဆောင်းတာလို့ဆိုရင်ကိုယ့်ရဲ့စိတ်ဖြစ်စဉ်ထဲမှာစုမိဆောင်းတယ်လို့ဒီလိုပြောရအောင်စိတ်အစဉ်ထဲမှာစိတ်အစဉ်ထဲမှာဆိုတာတွန်းအားပေးသွားတာပထမစိတ်ထဲမှာရှိတဲ့စေတနာရဲ့စွမ်းအင်တွေဟာပထမစိတ်ချုပ်ထားတဲ့တပြိုင်နက်ဒုတိယစိတ်ချုပ်သွားရင်တတိယစိတ်တယ်တတိယစိတ်ချုပ်သွားရင်သရုပ်ထစိတ်တယ်အဲ့ဒီလိုနဲ့ခုခေတ်စကားနဲ့ပြောမယ်ဆိုရင်ဒါ online ပေါ့နော်ကို line ထဲမှာစေတနာဒီကံတရားတွေဟာ online ဖြစ်နေတာလို့ပြောတာအဲ့ဒါလို့ online အနေနဲ့ကိုယ့်ရဲ့စိတ်ဖြစ်စဉ်ကြီးတစ်ခုထဲမှာတည်ရှိနေတဲ့သင်္ခါရလို့ဆိုတဲ့ကံတရားတွေဟာဘဝတည်းတစ်ခုကိုအစပြုပြီးတော့ထုတ်လုပ်ပေးနိုင်တာမို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသင်္ခါရပစ္စယဝိညာဏလို့ဒီလိုခေါ်တာနော်အဲ့တော့ဘဝတည်းကိုဘယ်ပုံထုတ်လုပ်တာလဲကံတရားကဘယ်ပုံထုတ်လုပ်တာသူကြည့်စွမ်းဆောင်နိုင်မှုရောရှိရလားလို့ကံတရားအကြောင်းကိုတည်တည်ချာချာလေ့လာလို့ရှိရင်ကံတရားတွေကမြောင်များစွာစုမိကြတယ်ဘုန်းကြီးတို့တွေလွန်ခဲ့တဲ့အတိတ်ဘဝတွေကလည်းမြောင်များစွာသောကံတရားတွေစုမိကြတယ်ဒီဘဝမှာလည်းပဲမြောင်များစွာသောကံတရားတွေစုထားကြတယ်မိမိတို့ရဲ့စိတ်အစဉ်ထဲမှာကံတရားတွေဟာဖြစ်နေတ
ပြောက်သွားတာမဟုတ်ဘူးဘယ်ကံတရားမှပျောက်သွားတာမရှိဘူးပျောက်သွားတာမရှိဘူးဆိုပေမဲ့ပြောစရာလေးတစ်ခုတော့ရှိတာပေါ့ကံတွေမှာလည်းပဲစွန့်ရည်တတ္တိချင်းမတူသည့်အတွက်ကြောင့်သူတို့ရဲ့အတိုင်းအတာတွေကလည်းမတူကြဘူးလို့ပြောတာတချို့ကံတရားကစွန့်ရည်တတ္တိမပြည့်သည့်အတွက်ကြောင့်အကျိုးပေးခြင်းပေးရင်ဒီဘဝမှာပဲပေးတယ်နောက်ဘဝထိအောင်မလိုက်နိုင်တဲ့ကံတရားရှိသေးတယ်အဲ့ဒါကိုဒိဋ္ဌဓမ္မဝေဒနိယကံလို့ခေါ်တယ်ဒီဘဝတည်းမဲ့သူကအကျိုးပေးစရာရှိရင်ဒီဘဝပဲပေးရမယ်အကယ်၍ဒီဘဝအဆုံးသတ်သွားပြီဆိုရင်သူလည်းအဆုံးသတ်သွားတာပဲ expire ဖြစ်သွားပြီလို့ပြော expire ကိုပဲဟောတိကံလို့ပြောတာနော်ဟောတိကံဆိုတော့ကံအနေနဲ့သာဖြစ်ခဲ့တာဖြစ်သွားခဲ့တာသို့သောအကျိုးတရားအနေနဲ့လာမှာမဟုတ်တော့ဘူးတဲ့ခုခေတ်စကားနဲ့ပြောရင်တော့ expire ဖြစ်သွားပြီပေါ့ဒိဋ္ဌဓမ္မဝေဒနိယကံသည်မျက်မှောက်ဘဝမှာအကျိုးပေးနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်နောက်ဘဝထိအောင်သူကမပါနိုင်ဘူးမပါနိုင်သည့်အတွက်ကြောင့်ဒီဘဝအဆုံးသတ်တာနဲ့တပြိုင်တည်းသူကဟောတိကံ expire ဖြစ်သွားတယ်လို့ခေါ်တာတခါဥပပိစ္ဆဝေဒနိယကံလို့ဆိုတာဒီဘဝကသေပြီးရင်နောက်ဘဝမှာသူကအကျိုးပေးနိုင်တဲ့တတ္တိကနောက်ဘဝမှာရှိတယ်သူအကျိုးပေးရမယ့်အချိန်ကဒုတိယဘဝဖြစ်တယ်သို့သောကံမကောင်းအကြောင်းမလားလို့သူ့ရဲ့ဥတဲ့ကံကနေအကျိုးပေးသွားရင်သူမပေးနိုင်ဘူးပေါ့ဘောလုံးလေးတွေမှာကနန်းရေးပြီးတော့ခြိဖွင့်တာတွေ့ဦးကြပါလိမ့်အပေါက်ကလေးချင်းချင်းတစ်ခုတည်းဖွင့်ထားပြီးတော့ကနန်းမျိုးစုံရေးထားတဲ့ဘောလုံးကလေးတွေလှည့်ပြီးတော့ထုတ်လိုက်တဲ့အခါဘယ်နံပါတ်ထွက်မယ်ဆိုတာမသိနိုင်ဘူးအဲ့ဒါလိုပဲကံဒီမြောင်များစွာတဲ့ကနေပြီးတော့ဒီဘဝအဆုံးသတ်သွားတဲ့အခါဒုတိယဘဝမှာဘယ်ကံကအခွင့်အရေးရသွားမယ်ဆိုတာမသိဘူးအဲ့တော့ကံတစ်ခုကအခွင့်အရေးရသွားရင်ကျန်တဲ့ဥပပိစ္ဆဝေဒနိယကံတွေကအခွင့်အရေးမရတာဒီအများကြီးဖြစ်သွားနိုင်တယ်အဲ့ဒါလို့အခွင့်အရေးမရတော့ဘူးဆိုလို့ရှိရင်အခွင့်အရေးရတဲ့ကံကဒုတိယဘဝမှာဝိညာဏဆိုတဲ့အကျိုးကိုထုတ်လုပ်ပြီးတော့ကျန်တဲ့ကံတွေကတော့ expire ဖြစ်သွားတယ်မလာတော့ဘူးနောက်အပရပရိယဝေဒနိယကံဆိုတဲ့နောက်တစ်မျိုးရှိသေးတယ်ဇောနဲ့သတ်မှတ်ပြီးတော့ပြောတာပေါ့ဒီကံတွေကအပရပရိယဝေဒနိယကံဆိုတာကြတော့သူကတတိယဘဝကနေပြီးတော့ဘဝတန်တရားအဆုံးသတ်သည့်အထိအောင်ဆိုလိုတာကတန်တရားတည်းရှိနေသမျှလို့ဒီလိုပြောတယ်ဒီကံကတော့ဘယ်တော့မှ expire မဖြစ်ဘူးသူ expire ဖြစ်တာယဟန္တာဖြစ်ပြီးတော့ဘဝအဆုံးသတ်သွားပြီဆိုရင်တော့ expire ဖြစ်သွားတယ်ပေါ့အဲ့ဒါကအပရပရိယပါဠိတော်လေးစကားနဲ့ပြောမယ်ဆိုရင်အပရပရိယာယအပရဆိုတာနောက်တစ်ခုဖြစ်တဲ့ပရိယာယအလှဲ့အချိန်အခွင့်အလှဲ့ဒီဘဝဆိုတဲ့အလှဲ့လည်းမဟုတ်ဘူးဒုတိယဘဝဆိုတဲ့အလှဲ့လည်းမဟုတ်ဘူးတက်လျော်တဲ့အချိန်ဆိုတဲ့အလှဲ့လို့ပြောတာသူ့အလှဲ့ကသူက waiting list သဘောမျိုးပဲအများနဲ့ဆောင်ဆိုင်နေမှာပဲသူကတော့သူက ready ပဲအကြောင်းတရားတွေနဲ့ပေါင်းစုံပြီးတာနဲ့တပြိုင်နက်အကျိုးတရားကိုထုတ်လို့မရဘူးသူကြည့်တော့ထုတ်လို့မရဘူးတဲ့ကံတရားဒါကြောင့်မို့လို့အချိန်အကန့်အသတ်နဲ့ပြောမယ်ဆိုလို့ရှိရင်ဒိဋ္ဌဓမ္မဝေဒနိယကံကလည်းပဲဒီဘဝဆုံးသတ်သွားရင် expire ဖြစ်တယ်ဟောတိကံဖြစ်သွားတယ်ဥပပိစ္ဆဝေဒနိယကံကလည်းဒုတိယဘဝရောက်သွားတာနဲ့ဟောတိကံဖြစ်သွားနိုင်တယ်အပရပရိယာယဝေဒနိယကံကတော့ယဟန္တာဖြစ်ပြီးပြိဋိဘန္နသုတိပြိဋိဘန္နစံလိုက်တာနဲ့တပြိုင်နက်ဘဝဆိုတာအဆုံးသတ်သွားသည့်အတွက်ကြောင့်သူလည်းအဲ့ဒီကြတော့မှ expire ဖြစ်သွားတယ်ပေါ့အဲ့ဒါကိုအတိုင်းအတာတစ်ခုနဲ့ပြောပြတဲ့ကံတရားတွေပေါ့နော်အဲ့ဒီကံတရားတွေကဝိညာဏဆိုတဲ့အကြောင်းအကျိုးတရားကိုအခွင့်အခါတင့်နိုင်အကျိုးထုတ်လုပ်တယ်အဲ့လိုအကျိုးထုတ်လုပ်တဲ့အခါမှာထုတ်လုပ်တဲ့အချိန်က2ချိန်ရှိတယ်ဘယ်ချိန်မှာထုတ်လုပ်တော့ဆိုရင်ဘဝတစ်ခုအစပြုတဲ့ပရိသေကာလမှာထုတ်တာတစ်ခု
ပရိသေရီပြီးတဲ့နောက်မှာဘဝဆက်လက်တည်ရှိနေတဲ့အချိန်အသက်ရှင်နေတဲ့များကာလပတ်လုံးပိုတိဆိုတာဆက်လက်ဖြစ်ပေါ်နေတဲ့အချိန်ပိုင်းမှာထုတ်လုပ်တာတခုစာလို့ပြောရင်ပရိသေရီအခါနဲ့ပိုတိအခါပေါ့ပရိသေရီအခါဆိုတာဘဝတစ်ခုအစပြုတဲ့အချိန်ပိုင်းကလေးပိုတိအခါဆိုတာအစပြုပြီးတဲ့နောက်သိဆုံးသည့်အထိအချိန်ပိုင်းကလေးအဲ့ဒီနှစ်ခုမှာကံတရားတွေကအကျိုးတရားကိုခုသင်္ခါရဆိုတဲ့တရားကဝိညာဏလို့ဆိုတဲ့အကျိုးစိတ်တွေကိုဖြစ်ပေါ်စေတယ်တဲ့ဒါလိုပြောတာဖြစ်ပေါ်စေတယ်အဲ့တော့ပဋိစ္စသမုပ္ပါဒ်မှာမြတ်စွာဘုရားကသင်္ခါရပစ္စယဝိညာဏလို့ဒီလိုဟောထားတာပဋ္ဌာန်းနည်းနဲ့သုံးသပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ပဋ္ဌာန်းကဘယ်လိုဟောတော့စကလုံးပဲပြောင်းထားတာပဲတထက်သေးပဲပဋ္ဌာန်းကြတော့မြတ်စွာဘုရားကဥပနိတယပစ္စည်းမှာဘယ်လိုဟောထားတော့ဆိုကုသလံကမ္မံဝိပါကတ္တဥပနိတယပစ္စေနပစ္စယောကုသိုလ်ကံသည်ဝိပါကလို့ဆိုတဲ့အကျိုးတရားကိုဥပနိတယတတ္တိနဲ့ခြေစုပြုပါတယ်အမတမအားကောင်းတဲ့ကုသိုလ်ကံဆိုင်ရာအကျိုးတရားတွေကိုဥပနိတယတတ္တိနဲ့ခြေစုပြုတယ်ဥပနိတယဆိုတာဒီနေရာမှာပကတုပနိတယအနန္တရဆိုတာလည်းမဟုတ်ဘူးအာရမဏဆိုတဲ့အနေထားလည်းမဟုတ်ဘူးအားကောင်းတဲ့ပကတပြုလုပ်ထားလို့အားကောင်းတဲ့မိယာတစ်ခုအနေနဲ့ခြေစုပြုတယ်လို့ဟောဥပနိတယတတ္တိနဲ့ခြေစုပြုတာကံကနေဝိပဿိတ်ကိုဖြစ်ပေါ်စေတာဟာဘယ်စွမ်းရည်တတ္တိကိုခြေစုပြုတယ်လဲဆိုတာပဋ္ဌာန်းကြတော့တတ္တိပါထည့်ဟောတယ်ပဋိစ္စသမုပ္ပါဒ်ကြတော့သင်္ခါရပစ္စယဝိညာဏလို့ဒီလောက်ပဲဟောတယ်ဘဝပစ္စယဇာတိလို့ဒီလောက်ပဲဟောတယ်ဟောပဋ္ဌာန်းဟောတဲ့အခါကျတော့ကုသလံကမ္မံဝိပါကတ္တဥပနိတယပစ္စေနပစ္စယောအကုသလံကမ္မံဝိပါကတ္တဥပနိတယပစ္စေနပစ္စယောကုသိုလ်ကံကပဲဖြစ်ဖြစ်အကုသိုလ်ကံကပဲဖြစ်ဖြစ်အကျိုးတရားတွေကိုဥပနိတယတတ္တိနဲ့ခြေစုပြုတယ်ကံတရားရှိလို့အကျိုးတရားတွေရှိနေရတယ်လို့ဒီလိုဆိုလိုတာကံတရားရှိလို့အကျိုးတရားတွေရှိနေထို့တူပဲကမ္မပစ္စည်းကြတော့မြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုကုသလာကုသလံကမ္မံဝိပါကနံခန္ဓာနံကတ္တတာသရူပနံကမ္မပစ္စေနပစ္စယောကုသလာကုသလာကမ္မံကုသိုလ်အကုသိုလ်ကံဟာဝိပါကနံခန္ဓာနံဝိဘက်နာမခန္ဓာဝိဘက်နာမခန္ဓာတွေအားကမ္မပစ္စေနပစ္စယောကမ္မတတ္တိနဲ့ခြေစုပြုပါတယ်လို့ဒီလိုဟောတယ်အဲ့တော့ကုသိုလ်အကုသိုလ်ကံဟာဝိပါကလို့ဆိုတဲ့ဝိညာဏကိုသာခြေစုပြုတာမဟုတ်ဘူးကတ္တတာသရူပနံလို့ကမ္မစယုတ်တွေကိုလည်းခြေစုပြုသေးတယ်ကံစားရုပ်တွေကိုလည်းထုတ်လုပ်ပေးသေးတယ်ဒီနေရာမှာတော့ပဋိစ္စသမုပ္ပါဒ်မှာတော့မြတ်စွာဘုရားကသင်္ခါရပစ္စယဝိညာဏလို့ပဲဟောထားတယ်ရုပ်တွေကိုထုတ်လုပ်တဲ့အကြောင်းကိုဒီနေရာမှာမဟောဘူးเนาะဘာဖြစ်လို့မဟောတာတော့ဆိုလို့ရှိရင်ဝိညာဏကိုဥတည်ထားဝိညာဏပစ္စယနာမရူပံလို့ဟောတဲ့အခါကျတော့အဲ့ဒါပါလာတယ်ဝိညာဏရှိလာတာနဲ့တပြိုင်နက်နာမရူပတွေဖြစ်လာတဲ့ဆိုတဲ့အထက်မှာဒါကြောင့်မို့ပဋ္ဌာန်းနဲ့ပဋိစ္စသမုပ္ပါဒ်ဆိုတာတထသေးပါပဲပဋ္ဌာန်းကစွမ်းရည်တတ္တိကိုဓမ္မတတ္တိကိုဖော်ပြတယ်ပဋိစ္စသမုပ္ပါဒ်ကျတော့အကြောင်းတရားနဲ့အကျိုးတရားနှစ်မျိုးကိုပဲရှင်းတယ်တစ်ခုနဲ့တစ်ခုဆက်သွယ်မှုရှိတာလေးလောက်ပဲရှင်းတယ်ပေါ့အဲ့တော့ကုသိုလ်ကံအကုသိုလ်ကံတရားတွေကအကျိုးတရားတွေကိုထုတ်လုပ်ပြီးဆိုတဲ့အခါမှာဘုန်းကြီးတို့ဘဝမှာဘယ်လိုပဲပုံစံဘယ်ပုံပဲနည်းနဲ့ထုတ်လုပ်တယ်လေကံတရားတွေကအကျိုးတရားကိုထုတ်လုပ်တယ်ဆိုတဲ့အချိန်မှာလူတွေကဘဝတစ်ခုအဆုံးသတ်တော့မယ်ကိုဖြတ်တန်းလာတဲ့ဘဝမှာကောင်းတာတွေလည်းလုပ်ကြတယ်ဆိုးတာတွေလည်းလုပ်ကြတယ်
နောက်ဆုံးအချိန်ကလေးရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီအကောင်းအဆိုးတွေကိုလုပ်ခဲ့တဲ့အကောင်းအဆိုးတွေကအရိပ်တစ်ဖွဲမိမိရဲ့စိတ်ကိုလွှမ်းမိုးပြီးတော့ပေါ်လာတတ်တယ်ဒါသိကြပါ့ပဲတရားမှုအချိန်ရောက်လာပြီဆိုလို့ရှိရင်ကိုလုပ်ခဲ့တဲ့လုပ်ရက်တွေကပြန်ပြီးတော့အိမ်မက်ထဲမှာလို့တကယ်ပဲမြင်ရတာလို့စိတ်အစဉ်မှာလွှမ်းမိုးပြီးတော့ပေါ်လာလိမ့်မယ်အဲ့လိုလွှမ်းမိုးပြီးတော့ပေါ်လာတတ်တာ၃မျိုးရှိတယ်ပေါ့ကိုလုပ်ခဲ့တဲ့ကံအာယုံကတစ်ခုကမ္မနမိတ်ဆိုတဲ့ထိုကုသိုလ်ကံအကုသိုလ်ကံကိုလုပ်တဲ့အချိန်တုန်းကပတ်ဝန်းကျင်အခြေအနေတွေကတစ်ခုဂတိနမိတ်ဆိုတာနောက်ဘဝဖြစ်ပေါ်လာမဲ့အရေးနမိတ်တွေကြွတင်မြင်နေတာဟာတစ်ခုပေါ့သုံးခုရှိအဲ့ဒါကိုကံကမ္မနမိတ်ဂတိနမိတ်လို့ပြောတယ်တော့သေဂဏိပုဂ္ဂိုလ်မှာဒီသုံးမျိုးကပေါ်လာတတ်တယ်ပေါ့ကံဆိုတာဘယ်လိုကံမျိုးပေါ်လာလဲလို့ဆိုရင်ဘဝတစ်ခုကိုထုတ်လုပ်တော့မဲ့စွမ်းအားပြည့်တဲ့အခွင့်ရလာတဲ့ကံတရားတစ်ခုပါစိတ်အစဉ်ကိုလွှမ်းမိုးပြီးတော့အဲ့ဒီအချိန်မှာပေါ်နေတတ်တယ်အဲ့ဒါလို့ပေါ်တာလဲဘယ်သူကြောင့်ပေါ်တာတော့ဆိုရင်ကံတရားရဲ့စွမ်းရည်တတ္တိတွေကြောင့်ပဲပေါ်တာပဲဘယ်သူမှလာလုတ်ပေးတာမဟုတ်ဘူးကံတရားရဲ့စွမ်းရည်တတ္တိနဲ့စိတ်အစဉ်ထဲမှာဒါတွေလာပေါ်နေအဲ့ဒီကံပေါ်နေတယ်ဆိုလို့ရှိရင်ဥပမာမဲ့လူတယောက်ဟာစိတ်ဆိုးခဲ့တဲ့ဒေါသနဲ့ပတ်သက်တဲ့ကံဆိုလို့ရှိရင်အဲ့ဒီချိန်မှာအဲ့ဒီစိတ်မျိုးတွေပေါ်လာစိတ်တွေတိုးနေတယ်စိတ်တွေဆိုးနေတယ်အရင်တော့ခံစားမှုမျိုးတွေခံစားနေရတယ်ဒါမျိုးဖြစ်လာတယ်ဟောကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်အရင်တော့ကမ္မထမ်းထိုင်နေတယ်ဘုရားကိုအောင်ပြုလို့အဲ့ဒီအခြေအနေတွေလာပေါ်တာပဲစိတ်စဉ်ထဲမှာအဲ့ဒီကံအာယုံပေါ်လာတတ်တယ်အဲ့ဒီလိုပေါ်လာတဲ့အခါကျတော့ကမ္မနမိတ်လို့ဆိုတဲ့အခြေအနေ conditions of ကမ္မဒါတွေလည်းလာတယ်တရားထိုင်နေတယ်ဆိုတဲ့အရေးပေါ်လာလို့ရှိရင်ဘုရားကနဲ့မှာတရားထိုင်နေဆိုရင်ဘုရားရုပ်ပွားတော်လဲပေါ်နေပဲဘုရားကိုစီမီပန်းရေချမ်းတွေဆက်ကပ်ထားတာတွေပတ်ဝန်းကျင်အခြေအနေတွေအကုန်လုံးစိတ်ထဲမှာအိမ်မက်မက်တယ်လို့လာပြီးတော့ပေါ်နေတတ်တယ်အေးမကောင်းတာလှုပ်ထားတဲ့ပုဂ္ဂိုလ်ကြတော့မကောင်းတဲ့အခြေအနေမျိုးတွေလာပေါ်တတ်တယ်ဆိုပါစို့တိရစ္ဆာန်တွေကိုတတ်ဖြတ်နေတယ်ဆိုရင်တိရစ္ဆာန်တွေကိုတတ်နေရတယ်လို့ဒေါသဖြစ်တယ်တိရစ္ဆာန်ကကိုယ်ရန်လုပ်တယ်ကိုယ်ကတိရစ္ဆာန်ကိုတတ်နေတယ်အဲ့ဒီပုံစံမျိုးတွေလာပေါ်တတ်တယ်ပတ်ဝန်းကျင်အခြေအနေတွေအကုန်လာပေါ်အဲ့ဒါကမ္မနမိတ်တွေပေါ်တယ်ခေါ်တယ်ဂတိနမိတ်ဆိုတာကြတော့ပေါ်ပုံပေါ်နည်းတွေအမျိုးမျိုးပေါ့သို့သောစာပေကျမ်းဂန်မှာရေးထားတာကတော့လူပြည်ပြန်ရောက်မဲ့ပုဂ္ဂိုလ်တယောက်ဟာအမိဝမ်းရည်ကိုပေါ်တယ်လို့ဒါပေါ်နိုင်တာတခုပြောတဲ့သဘောပါတခြားနည်းနဲ့လည်းဂတိနမိတ်ပေါ်တယ်လို့ပြောနိုင်အဲ့ဒီဂတိနမိတ်ပေါ်တာပါလဲဆိုတေဂဏီအချိန်မှာကုသိုလ်ကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာတေငယ်စောနဲ့မျောသွားပြီဆိုတဲ့အချိန်လေးမှာအိမ်မက်ထဲလို့ဘာတွေပေါ်တတ်တော့လူပြည်ပြန်ရောက်မဲ့ပုဂ္ဂိုလ်ဟာမြို့တစ်မြို့ရောက်သွားတယ်အိမ်တအိမ်တွေ့တယ်အဲ့ဒီအိမ်ပေါ်တက်သွားတယ်ဟောဒါလည်းဂတိနမိတ်ပဲပေါ့အဲ့ဒီအိမ်ပေါ်သူတက်နေရတယ်လို့ပေါ်တယ်အဲ့ဒီအိမ်ကလူတွေကသူခေါ်သွားတယ်လို့ဒီလိုပေါ်တာမျိုးတွေပေါ့အေးနတ်ပြည်ရောက်တော့မယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းပဲနတ်ပြည်ကနတ်သားတွေကသူလာခေါ်နေကြတယ်ယထာကြီးနဲ့တင်းခေါ်သွားတယ်ဥယျာဉ်တွေဗိမာန်တွေတဲ့သူရောက်သွားတယ်ဆိုတဲ့အနေအထားမျိုးတွေပေါ်လာတယ်ပေါ့ကိုရောက်မဲ့နေရာတွေကိုကျွတ်တင်ပြီးတော့ထင်အောင်မြင်အောင်ဖြစ်လာတာမျိုးတွေဟာဒါဂတိနမိတ်လို့ခေါ်တယ်တကယ်ကိုမြင်ရတဲ့ဂတိနမိတ်ကလည်းရှိတတ်သေးတယ်ပေါ့တာမန်ပုဂ္ဂိုလ်တွေကတော့မမြင်ရဘူးဒီဖြစ်ပုဂ္ဂိုလ်တွေကမမြင်ရဘူးအဲ့ကာယကံရှင်ကိုယ်တိုင်ကတော့တကယ်မျက်စိနဲ့မြင်နေတာဂတိနမိတ်ကတော့ရှိတတ်တယ်ပေါ့အဲ့ဒါမျိုးလည်းရှိဓမ္မိကဥပဒကရဲ့ဝတ္ထုမှာဆိုရင်
ဓမ္မိကဥပဒကကြီးဟာအကြည့်အကျယ်ယောဂဝေဒနာဖြစ်ပြီးတော့သေကံဒီဆက်ဆက်ရောက်နေတဲ့အချိန်မှာယဟန်နေပြင်ပြီးတော့မဟာသတိပ္ပံတုတ်ကိုနားနေတာအဲ့ဒါလို့တရားနာနေတဲ့အချိန်မှာနတ်ပြည်6ထပ်ကနာယထာတွေသူ့အိမ်ဝရောက်လာပြီးတော့ခေါ်ကြတယ်ကျွန်တော်ယထာနဲ့လိုက်ခဲ့ပါကျွန်တော်တို့ဘုံကိုလိုက်ခဲ့ပါနဲ့ဆိုပြီးတော့အလူရဲ့ခေါ်ကြတယ်ပေါ့နော်ခုခေတ်စိုက်ကားသမားပြင်လဲသမားတွေလို့နေမှာပေါ့ခေါ်ကြတယ်ယထာစိတ်တို့သင်္ဘောစိတ်တို့မှာအလူရဲ့အဲ့ဒါခေါ်တာလို့ပဲသူတို့ကခေါ်တဲ့အခါယဟန်နေရဲ့မဟာတတိပ္ပံတုတ်ရွတ်ထာကိုနားနေတဲ့တခါကြီးကဘာပြောတော့ဆိုနေကြပါအောင်ဆိုင်းကြပါအောင်ဆိုင်းကြပါအောင်လို့ပြောသူကတကယ်မြင်နေတာအဲ့ဒါမြင်တာတရားနာရင်သူ့လားခေါ်နေတာအတန်လေးလဲကြားဆိုင်းကြပါအောင်ဆိုင်းကြပါအောင်ဆိုတော့ယဟန်တော်တွေကဟာတို့ရခိုင်းတာဖြစ်မယ်ဆိုပြီးတော့ဆက်မရွတ်တော့ဘူးရပ်သွားကြတယ်အဲ့ဒီချိန်မှာသူကမျောသွားတယ်ပေါ့ယဟန်တော်တွေပြန်သွားတော့မှပြန်တတိယလာတဲ့အခါမိသားစုတွေကငိုးနေကြတယ်ဘာဖြစ်လို့ငိုးနေကြလဲသူကပြန်လဲလာတော့မေးတယ်ဩခုနကအဖေပဲတန်ဃာတော်တွေပြင်တရားနာတာရပ်ပါအောင်ဆိုင်းပါအောင်ဆိုင်းပါအောင်ဆိုလို့ကိုတော်တွေပြန်ကြွကုန်ပြီဆိုတော့ငါကိုတော်တွေကိုပြောတာမဟုတ်ဘူးတဲ့လာပြီးတော့ခေါ်နေကြတာဟုတ်ပါနတ်ပြည်ကယထာတွေလာခေါ်နေဟုတ်ဘက်မှာမမြင်ကြဘူးလားလို့ဆိုသူကမှမမြင်ဘူးသူ့အဖေကြောင်ကရမ်းနဲ့ပြောတယ်ပဲထင်ကြတယ်ပေါ့အေးအဲ့ဒါလို့ဆိုရင်ငါမျက်စိကသေချာမြင်နေတာအဲ့တော့ပြဘယ်ဘုံဟာအကောင်းဆုံးလို့မေးတဲ့အခါဘုရားလောင်းနေနေတဲ့တုတိတာဘုံဟာအကောင်းဆုံးပဲဆိုပြီးတော့ပန်းကုန်းတကုန်းတောင်းပြီးတော့အဲ့ဒီတုတိတာဘုံကနိုင်ထားလှမ်းပြီးတော့ပြစ်ပြီးချိတ်လိုက်တဲ့အခါပန်းကြတော့မြင်ရတယ်အဲ့ကြတော့ယထာကိုတော့မမြင်အောင်ဩအဲ့ဒါဆိုလို့ရှိရင်သူ့မျက်စိနဲ့တကယ်မြင်ရတဲ့ဂတိနမိတ်ပဲပေါ့တကယ်မြင်ရတဲ့အနေအထားတစ်ခုပဲပေါ့ထို့တူပဲအနာဂံဥပဒကစိတ်တသူကျွဲဆိုတဲ့တကာကြီးရတယ်ပဲတေယံမှုအချိန်မှာအားလုံးမိသားစုကဝိုင်းပြီးတော့နေတဲ့အချိန်မှာနှုတ်ထဲကနေပြီးတော့ပြောတာဘာတွေပြောလို့အေးဒါလည်းပဲမမြဲပါဘူးဒါလည်းပဲမမြဲပါဘူးဒါလည်းပဲမခိုင်မာသေးပါဘူးအမြဲရှိတဲ့အရာမဟုတ်ပါဘူးအဲ့လိုပြောတော့မိသားစုကထင်ဟောအဖေတေဂန်ကြီးကြောက်လို့ရောင်းနေတာပဲလို့ဒီလိုအောင်းမေးနော်တေဂန်ကြီးမှာပြောတတ်တယ်အဲ့ဒါမျိုးဘေးကလူကအဲ့ဒါရောင်းပြီးတော့ပြောနေတယ်လို့ထင်အဲ့တော့တတိလဲလာတဲ့အခါပြန်မေးတော့ဘာဖြစ်လို့အဲ့ဒါပြောတာတော့ဆိုမဟုတ်ဘူးတဲ့တယောက်တည်းစကားပြောတာမဟုတ်ဘူးတဲ့ငါနားမှာလာတယ်နတ်တွေလာတယ်တဲ့လာပြီးတဲ့အခါနတ်တွေကပြောတာတထေးစိတ်ကူးမလွဲနဲ့သူတို့နတ်ဘုံဟာပျော်စရာကောင်းတယ်အဲ့ဒီကိုစိတ်ညွတ်လိုက်အဲ့ဒီစိတ်ညွတ်လိုက်အဲ့ဒီနတ်ပြည်ကိုရောက်လာမှာအဲ့လိုလားလာပြောကြတာလားလာပြောလို့အေးမင်းတို့ဘုံလည်းမမြဲပါဘူးကွာမင်းတို့ဘုံလည်းမမြဲပါဘူးထာဝရဘုံမဟုတ်ပါဘူးလေခါကပြောတာတဲ့သူတို့နဲ့စကားပြောနေတာဟောဒီလိုဆိုလို့ရှိရင်သူ့ရဲ့ဂတိနမိတ်တွေဟာလည်းပဲထင်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့ဟောအဲ့တော့ဂတိနမိတ်ထင်ပုံထင်နည်းတွေကတော့အများကြီးပဲအေးငရဲကြမဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ငရဲမီးတွေထင်တတ်တယ်ခွေးနဲ့ကြီးတွေထင်တတ်တယ်ကြောက်စရာကောင်းတဲ့လူကြီးတွေကလာပြီးတော့ဆွဲခေါ်သွားတာတို့ဒါမျိုးတွေထင်တတ်တယ်တဲ့ဒါကြောင့်မလို့အေးမျက်လုံးကြီးပြူးပြီးတော့ရုံးကန်ပြီးသေသွားရင်တော့သေကြတာပဲအဲ့ဒါသူ့လာဆွဲခေါ်နေလို့သူလန့်တဲ့သဘောပေါ့နော်အဲ့ဒီလိုသေကံဒီအချိန်မှာဆိုလို့ရှိရင်လူတွေဟာအမျိုးမျိုးမနှစ်တုန်းကအမေရိကန်ကနိုင်ငံကလာတဲ့အမျိုးသမီးတစ်ယောက်ကသူက nurse မှာဆေးရုံကြီးတွေမှာသေကံဒီအခြေအနေမကောင်းတဲ့လူနာတွေကိုပြုစုဆောင်ရှောက်ရတဲ့ nurse အဲ့တော့လူတွေသေးသေးသွားကြတဲ့အခါမှာသူကအမျိုးစုံမြင်ဘူးတယ်တချို့လူတွေကရုန်းကန်ပြီးတော့သေသွားတယ်တချို့လူတွေကပြန်လီတိုက်ခိုက်ပြီးတော့သေသွားတယ်တချို့လူတွေကမျက်လုံးကြီးပြူးပြီးတော့သေသွားတယ်ကြောက်စရာလန့်စရာမြင်လို့ကြောက်ပြီးတော့သေသွားတဲ့လူတချို့လူတွေကြတော့ပြုံးပြုံးကလေးနဲ့သေသွားတာလေဟော
လူမျိုးစုံသေးတာတွေကိုသူကအနိကပ်ပြီးတော့ကြည်ရအဲ့ဒါတွေကဘာကြောင့်လို့မေးဘူးတယ်အဲ့တော့ဘုရားဘာသာတရားတော်အရာကြတော့ခုနပြောတယ်ကံကမ္မနမိတ်ဂတိနမိတ်တွေတွေ့နေတဲ့အခါမှာလူတွေရဲ့မျက်နှာအခြေအနေဟာပျော်စရာတွေတွေ့တဲ့အခါကျတော့ပြုံးတာပေါ့နော်ကြောက်စရာတွေတွေ့တဲ့အခါကျတော့မဲ့တာပေါ့ယုံနာခံတာပေါ့အဲ့တော့ကြောက်စရာလန့်စရာတွေတွေ့တယ်ဆိုရင်မကောင်းတဲ့နမိတ်တစ်ခုပဲပေါ့ပျော်စရာတွေတွေ့လို့ပြုံးပြီဆိုလို့ရှိရင်တော့အဲ့ဒီလူကကောင်းတဲ့ဘုံရောက်တာသိကြတယ်အေးဒါကြောင့်မလို့အဲ့ဒီအချိန်မှာကိုလုပ်တဲ့ကံတရားတွေဟာအရိပ်သက်ဖွယ်မိမိစိတ်ကိုလွှမ်းမိုးပြီးတော့လာတတ်တယ်အဲ့ဒါလို့လွှမ်းမိုးလာပြီဆိုလို့ရှိရင်နောက်ဆုံးစိတ်ကလေးတွေလာအဲ့ဒီအာယုံလေးပေါ်မှာစိတ်ကလေးကကိုင်းညွတ်နေပြီးတော့အဲ့ဒီစိတ်ထဲမှာပေါ်လာတဲ့အာယုံဟာခွာလို့မရဘူးခွာလို့မရဖယ်ပြစ်လို့မရဘူးဘာဖြစ်လို့ဖယ်ပြစ်လို့မရလဲလို့ဆိုရင်အဝိဇ္ဇာကအဲ့ဒီချိန်မှာလွှမ်းမိုးထားလိုက်တယ်စိတ်ကိုလွှမ်းမိုးထားအဝိဇ္ဇာကလွှမ်းမိုးထားပြီးတော့နေတဲ့အချိန်မှာတဏှာဆိုတဲ့အတွေ့အတာကနေပြီးတော့သဘောကျဥပမာပဲဆိုတော့မကောင်းတဲ့ဘဝတောင်မှပဲသူကတွေ့တာအောင်တဏှာကနေပြီးတော့တွေ့တာမှုကိုပေးထားအဲ့ဒီလိုတွေ့တာမှုပေးထားလို့ဒီစိတ်အစဉ်လေးဟာဒီအာယုံပေါ်မှာညွတ်နေတဲ့ဆိုတဲ့အချိန်လေးမှာကံတရားကနေဘဝတည်းတစ်ခုပြစ်ချလိုက်တယ်တဲ့သုံးခုပေါင်းပြီးတော့အလုံးလုံးတဲ့သဘောပေါ့အဝိဇ္ဇာကအာယုံရဲ့အပြစ်တွေကိုမမြင်အောင်ကွယ်ပေးထားတယ်အမှန်မမြင်နိုင်အောင်ကွယ်ပေးထားတယ်မဟုတ်တာတွေမြင်နေတယ်နော်မရှိတာတွေကိုမြင်နေတယ်အဲ့ဒီမြင်တဲ့အပေါ်မှာတဏှာကညွတ်ကိုင်းစေတယ်တဏှာကညွတ်နေတဲ့အပေါ်မှာကံတရားကနေစီမံပြီးတော့ပြစ်ချပေးလိုက်တယ်ဒါနဲ့ဒီဘဝလည်းအဆုံးသတ်ရောနောက်ဘဝတစ်ခုရောက်သွားတယ်ပေါ့အဲ့တော့ရောက်သွားတယ်ဆိုတာဘယ်သူရောက်သွားတာတော့ဆိုဘယ်သူမှရောက်သွားတာတော့မဟုတ်ဘူးအကြောင်းနဲ့အကျိုးပဲเนาะဒီဘဝစိတ်အစဉ်တစ်ခုအဆုံးသတ်သွားတာနဲ့တကြိုင်နဲ့ကံတရားကဖန်တီးလိုက်သည့်အတွက်ကြောင့်ဘဝသစ်တစ်ခုမှာဝိညာဏလို့ဆိုတဲ့ဝိပါကစိတ်ကလေးပေါ်လာတာပြောတာအဲ့ဒီဝိပါကစိတ်လေးဟာမသေးခင်ကယူထားတဲ့အာယုံလေးရဲ့အပေါ်မှာသူကနေရအဲ့ဒီဝိပါကစိတ်လေးဟာကံဆိုတဲ့မြေလွှာပေါ်မှာပေါက်ပွားတာဖြစ်လို့ကံမံခိတ္တံလို့မြတ်စွာဘုရားဟောတာအဲ့ဒီမှာတဏှာကနေအထောက်အကူပြုတာဖြစ်သောကြောင့်တဏှာတဏေဟောဘဝတည်းတစ်ခုမှာဝိညာဉ်ဆိုတဲ့မျိုးစေ့လေးဟာကံဆိုတဲ့မြေလွှာပေါ်မှာတဏှာဆိုတဲ့ရေအစိမ်းလေးလောင်းထိလိုက်သည့်အတွက်ကြောင့်မျိုးစေ့လေးကနေပြီးတော့အမြင့်ကလေးဆင်းပြီးတော့အညောက်ကလေးပေါက်လာလို့ဘဝတစ်ခုအတိရကြပြန်တာပေါ့အဲ့ဒီသဘောကိုမြတ်စွာဘုရားကသင်္ခါရပစ္စယဝိညာဏံကံတရားကဖန်တီးတာလို့ဘဝတစ်ခုမှာဒီလိုဆိုလိုတာပေါ့အဲ့တော့အဲ့ဒီနေရာမှာဘဝတစ်ခုဟာချက်ချင်းရောက်သွားတာဂျားထဲမှာဘဝမရှိသို့သောဒီနေရာမှာအယူဆတွေမတူညီတာတွေရှိတယ်ပေါ့ကံဆိုတဲ့မြေလွှာပေါ်မှာဝိညာဉ်ဆိုတဲ့မျိုးစိတ်တဏှာဆိုတဲ့ရေစိတ်လေးလောင်းထည့်လိုက်တဲ့အခါဘဝတည်းတစ်ခုမှာပြန်ပြီးတော့အစပြုတ်လာကြတယ်အဲ့ဒီအဓိပ္ပာယ်ကိုဖော်ပြလို့ရသလောကလုံးသက်ရှိတ attva တွေမှန်သမျှဟာသင်္ခါရပစ္စယဝိညာဏဘဝပစ္စယဇာတိလို့ဆိုတဲ့ပရိစ္ဆသမုပ္ပါကုသလကုသမံကမ္မံဝိပါကနံခန္ဓာနံကာမပစ္စေနပစ္စယောကုသလံအကုသလံကမ္မံဝိပါကတဥပနိတယပစ္စေနပစ္စယောလို့ပဋ္ဌာန်းဒေသနာတော်မှာဟောထားတဲ့အတိုင်းပရိစ္ဆသမုပ္ပါနဲ့ပဋ္ဌာန်းဒေသနာတော်မှာဟောထားတဲ့အတိုင်းဘဝတစ်ခုဟာကိလေသာရဲ့ကံရဲ့နှစ်ခုပေါင်းစပ်ပြီးတော့ထုတ်လုပ်ကြတာဖြစ်တယ်အဝိဇ္ဇာကအမှန်မသိရအောင်အာယုံရဲ့အပြစ်ကိုမမြင်အောင်ဖုံးကွယ်ပေးထားတယ်ဖုံးကွယ်ပေးထားသည့်အတွက်ကြောင့်တဏှာကတွေ့တာမှုကိုပေးလာတယ်
Eri Chema, Kanga, Ayom Boma, Pitet be like day, Ayom Beauty, say, Saint Leo, Pitcha be like day. Eri Pitcha be like the dredger. What a cool, Sapu like a jar. Diniama, the Choga, a use her sheet. Do the out the song of his solution. When young Lea, a more cornea, the same moves of Peter, Pioja, she did. Tibet Lumuri Yoji Dagaro, Liz and a Koyet. Japan Nanga, Japan 11, Spirit Sula, through Yoji Jack. And Lumura, they are sheeted worship. At that late winning on Yamari Jaro late yard of winning on late yard. Look at the Kalea. For what a coup, a sub you voted. Chong Dango near Lidiku Shani to Eri Shamadu Delu Kitakana Nakode, under Rabawasore, Chagala Boag later coup, she did a look. Dilu use Hadiati Pola Kelepo. Tudole. Puramyasa did another cheap solution. But they gain there, shoot and beat up yes and be that chilling. Mapong ten like they can each Candiaga Nibiro, Pebble Pole Soda, Mapong ten Habida way. Edible and Rachel Moon Mashiva and Yama de Java. Chaka Lasura, Shiva. What a gua. Chaka Lasura, Mashivu, Luguaga, they do Jada Chin and Jada. Eri Jada, the say the Edu, Ludiga call me of mature poon and Pionijana. Tanayaga mature day and cool mature day, no. To say the Emma mature that I'm hopeful. Hello, I'm mature de Bogo Regime. Todo as well and the Kuja. Kumamiade Pomoa Yaunida Jaro, winning Loka, Ludia Koya, Mamialo Kola. Ludim Yasin and Mamiana, Yaji. Todo Candiaga, Sima Pandipe Lado. Mawari, those are the Bomashid, Pomawadi, Pomawata Ku, to Yashi Bar. Do they then need some Chitara, Kona, Jada Bones, Ella Bubo? Jada Boa, Yaunivi solution, no, Siamet, Toyamet, Niziamashi, Sadiamashi. A Jada Bo Yaudes, and then door they look home. Do the soda, Nabo Jan, Nayan Teresa. No? Jada Bo Yaude Bogua, Yali will Daru Kolai, Kongo Nilu Yati de Bo. Teresa no Gayedo Sura, Mateva Chen Kamago Machen Doyo. Did I bet of Hakana met for? Eh, that's a wolo. For you do that we have. Jojo Dene, Tenkara Bisia, Wayana, Candiari Pandilu. But either is said in a Joe Weaver City, Chipolayare Sura. Yasofia, Tidanaro, Mata Nalebi. Patan Tidanaro Maparedan, Kudukan, Agudukanea, Jodiago, Kama Pisine, Chesubure, Upanedia Pisine, Chesubure. This why they go, don't you be a Kulu Wayana, so that Jodiago, Pandi Bene Navarado, a Jown, a Joe, Singing Dome, Singing Dimia, be there, Kama. Dudley, Macone, a Jowniago, Lobby Lucian. Macone, Judia, Yam City, Dajawo. Macone, Judia, a Jowndiarigo, Shao Shalo. Gone, a Jowndiarigo, Yam, Chosama, Dome, Cozy, Timian, Yanet. Gone, a Jowndiarigo, Yazin, Nine, Gone, a Jowndiago, Josa, Arto, Naija, Vase, on the D. Mita Poya Tadawa Myazwa Yangwa Chanda Javase Tadawa Myazwa Yangwa Chanda Javase Mita Yejam Tunga Psham Nijan Javase Hitayi Jam Tunga Psham
ငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတလူဟတာအဇရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုသာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောက်ကိလေသာအစရတောက်ဟူသမျှတို့သည်သဗ္ဗေတပိဉ္စဘေတွင်ရေမတင်တကဲ့သို့ကင်းစင်လွင်ပြောက်ပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုဘုခသိင်ကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်လည်းမြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း